အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် share လုပ်ပေးတော့မှာကတော့ကျွန်တော်တို့ဒီ YouTube channel account တစ်ခုကိုဘယ်လိုစပြီးတော့ဖွင့်ရမလဲဆိုတာကိုဒီနေ့ကျွန်တော် share လုပ်ပေးသွားမယ်ပေါ့နော်ဆိုတော့အရင်ဆုံး YouTube channel account တစ်ခုမဖွင့်ခင်မှာကျွန်တော်တို့ဒီ Gmail အဆက်ရှိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ Gmail အဆက်ကိုမဖွင့်သေးတဲ့သူတွေအတွက်ကိုကျွန်တော်တို့ဒီ Gmail ထဲကနေတွားပြီးတော့ဖွင့်ရမှာပေါ့နော်ဆိုတော့ဒီ Gmail ထဲကိုကျွန်တော်တို့တွားလိုက်မယ်ဆိုတော့ Gmail ထဲကိုဝင်လိုက်ပြီးGmail ထဲကိုဝင်ပြီးသွားပြီဆိုရင် okay ဒီမှာဒီဘက်ထောက်ဆုံးလေးကိုတစ်ချက်သွားပါရင်เนาะဒီဘက်ထောက်ဆုံးလေးကိုကျွန်တော်တစ်ချက်သွားမယ်ပေါ့နော် Gmail အဆက်အသေးဖွင့်ဖို့ကိုဆိုတော့ okay ဟုတ်ပြီဒီရဲ့ကိုသွားလိုက်မယ်ဆိုတော့အဲ့မှာ money account add another account ဆိုတာလေးရှိရပါတော့ add another account ဆိုတာလေးကိုရွေးချယ်ပေးရပါမယ်ဒီမှာ add another account ဆိုတာလေးကိုကျွန်တော်တို့ကိုရွေးချယ်ပေးရမယ်ပေါ့နော်ဆိုတော့ okay ဟုတ်ပြီအဲ့မှာကျွန်တော်တို့ဒီမှာGoogle ဆိုတာလေးကိုတွားရမယ်ပေါ့နော်ဒီမှာ Google လေးကိုတစ်ချက်တွားရမယ်ပေါ့နော်ဒီမှာ Google လေးကိုဝင်လိုက်ပါဆိုတော့ okay ခဏလေးစောင့်ပြရမယ်เนาะဆိုတော့ခဏလေးစောင့်ပြရမယ်เนาะဆိုတော့အဲ့မှာကျွန်တော်တို့ကဒီမှာ create account ဆိုတော့မေးရှိရဆိုလို့ရှိရင်တော့ကိုမင်းနဲ့ကို Gmail ဖွင့်sorry YouTube channel ဖွင့်လို့ရတယ်ပေါ့နော်ကဲလို့မေးမရှိတဲ့သူတွေအတွက်ကြတော့ကျွန်တော်တို့ဒီမှာဒီ create ဆိုတဲ့ create account ဆိုတာလေးကိုတစ်ချက်နေပြီပါဒီ create account ဆိုတာလေးကိုတစ်ချက်နေပြီပေါ့နော်အဲ့မှာ for myself ဆိုတာလေးကိုရွေးချယ်ပေးပါအဲ့မှာ first name မှာကျွန်တော်တို့ရဲ့ Gmail နာမည်ပေါ့နော်ကျွန်တော်ကတော့ကိုနာမည်တစ်ခုထားလိုက်မယ်ပေါ့နော်okay เนาะအဲ့မှာကျွန်တော်ဒီမှာ next ကိုသွားလိုက်မယ်ဆိုတော့အဲ့မှာဒီမှာလက်ရှိရတော့ဒါမွေးနေ့တက္ကရာတွေထည့်ပေးရတာပေါ့နော်ဗမာလိုဆိုလို့ရှိရင်တော့ခုနှစ်တွေလတွေရက်တွေအဲ့ဒါတွေပေါ့နော်ဆိုတော့ channel မှာကျွန်တော်မေးထည့်ပေးလိုက်မယ်နော်ပြီးရင် next ကိုသွားမယ်ဆိုတော့အဲ့မှာကျွန်တော်တို့ဒီမေးအစုံထည့်ပေးရမယ်ပေါ့နော် so okay ဟုတ်ပြီเนาะ icon ကိုကျွန်တော်တို့ next နဲ့တွားလိုက်ပါမယ်ဆိုတော့အဲ့မှာကျွန်တော်တို့ password ပေးပါမယ်okay ဟုတ်ပြီเนาะကျွန်တော် password ပေးလိုက်ပြီ next ကိုတွားပါမယ်ဟုတ်ပြီ AW next please choose a strong password okay ဟုတ်ပြီเนาะဆိုတော့ okay လက်ရှိမှာကျွန်တော်တို့ဒီ next ကိုတွားလိုက်မယ်ပေါ့နော် next ကိုတွားလိုက်မယ် next okay ဒါတော့မေးတစ်ခုဖွင့်ပြီးသွားပြီပေါ့နော် agreeဆိုတော့ okay ဒီမှာအခုလက်ရှိမှာကျွန်တော်မေးတစ်ခုဖွင့်ပြီးသွားပြီပေါ့နော်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့ဒီမှာမေးဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ YouTube channel YouTube account ဖွင့်မယ်ပေါ့နော်ဆိုတော့ okay လက်ရှိမှာကျွန်တော်ဒီမှာဒီ YouTube တွေကိုကျွန်တော်တို့တွားလိုက်မယ်ပေါ့နော်ဆိုတော့ YouTube တွေကိုကျွန်တော်တို့တွားလိုက်ပါမယ်နော်okay ဟုတ်ပြီအဲ့မှာကျွန်တော်တို့ဒီမှာဒီဘက်တောက်ဆုံးလေးတွေကိုတစ်ချက်သွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ YouTube account ကိုကျွန်တော်ချိန်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာဒီတောက်ကဒီမြားလေးကိုပေါ့နော်မြားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရပါမယ်ဆိုတော့အဲ့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဆိုတော့ okay ဒီမှာ zozo no channel ဆိုပြီးတော့ပေါ်နေတယ်ပေါ့နော်အခုအဲ့ဒါကဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒါကျွန်တော်တို့ရဲ့လက်ရှိမေးအသေးဖွင့်လာတဲ့မေးပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါ
ဆိုတော့ okay ဟုတ်ပြီအဲ့မှာကျွန်တော်တို့ကအခုဒီမှာတော့လက်ရှိကတော့ဒါ YouTube account တစ်ခုဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကကြတော့လက်ရှိမှာ YouTube channel ထောင်ဖို့အတွက်ကိုဒီတောက်လေးကိုနှိပ်ပြီးတော့ဒီမှာ your channel ဆိုတာလေးရှိရပေါ့နော်အဲ your channel လေးဆိုတာကိုတစ်ချက်နှိပ်ပေးပါဆိုတော့ okay ဒီမှာ your channel ဆိုတာလေးရှိရပေါ့နော်အဲ your channel ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါဆိုတော့အဲ့မှာကျွန်တော်ကတော့လက်ရှိဒီမှာ picture တို့ဘာတို့မှာတော့ကျွန်တော်ဘာမှမထားတော့ဘူးပေါ့နော်ဒီ YouTube channel ကအသေးစိတ်ပြင်ဆင်နည်းကိုကျွန်တော်နောက်ထပ် video file တွေမှာထပ်ပြီးတော့တင်ပေးပါမယ်ဆိုတော့လက်ရှိမှာကြတော့ကျွန်တော်တို့ဒီမှာ create channel ဆိုတာလေးရှိရပေါ့နော်ဒီ create channel လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်okay ဟုတ်ပြီအဲ့မှာအဲ့ဒါဆိုလို့ရှိရင်အခုလက်ရှိမှာတော့ကျွန်တော်တို့ဒီမှာ your channel ဆိုတာလေးကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီ channel လေးကတော့ဒါအဆင်ပြေသွားပြီပေါ့နော်တကယ်လို့ video file တွေတင်မယ်ဆိုလို့ရှိရင် create ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီ upload video file တွေကနေပြီးတော့ကျွန်တော်တို့ဒီမှာစပြီးတော့ video file တွေတင်လို့ရပြီပေါ့နော်ဒီမှာ playlist channel playlist ထောင်နည်းတွေတခြားသောနည်းပညာတွေအကြောင်းကိုကျွန်တော်တို့ကနောက်ပိုင်းမှာထပ်ပြီးတော့ရှင်းပြပါမယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video file တွေမှာလည်းထပ်ပြီးတော့ကျွန်တော်ကိုလေ့လာကျွန်တော် video file လေးတွေကိုလေ့လာပြီးကြပါဆိုတော့နောက်ထပ် video file တွေမှာထပ်ပြီးတော့အဆုံးတွေ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်